vitamin D အားနဲ့ရင်ခန္ဓာကိုယ်အတွက်ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲတဲ့ဆိုတော့ဒါလေးကိုပြပြပေးပါမယ်နော်အဲ့တော့ vitamin D အားနေတဲ့လူတစ်ယောက်ကပင်မနွမ်းနေတာပေါ့နော်နှုံးနေတာပေါ့နော်အဲ့ဒီအပြင်ဒီအယိုးတွေကြွက်သားတွေနာတတ်တယ်သူများနဲ့ရှင်လို့ရှင်ကိုကပို့ပြီးတော့နေထိုင်မကောင်းလွယ်တယ်ဖျားလွယ်တယ်ညဘက်ကိုအေးအေးဝဝအိမ်မပြောဘူးနှင်းနှင်းချက်ချက်အိမ်မပြောဘူးเนาะနောက်တစ်ခါစားချင်တောက်ချင်တဲ့စိတ်မရှိဘူးเนาะပြီးတော့စိတ်ခံစားချက်များတယ်ပေါ့များတယ်ဆိုတာဝမ်းနဲ့လွယ်တယ်အားငယ်လွယ်တယ်ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါဆိုရင်ကိုပြနေကြဆရာဝန်နဲ့ပြပါပြပြီးလို့ရှင်သွေးထဲမှာဒီ vitamin D ကိုစစ်လို့ရတယ်ပေါ့เนาะဒါဆရာဝန်ကစစ်ပေးလိမ့်မယ်ပေါ့เนาะအဲ့တော့ဒါနည်းနေတယ်ဆိုလို့ရှင် vitamin D ပါတဲ့အားဆေးတွေကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတောက်လို့ရပါတယ်နောက်တစ်ခုက vitamin D များတဲ့အစားအစာတွေရှိတယ်ပေါ့เนาะအဲ့ဒါအဆီများတဲ့ငါးတွေပေါ့เนาะဟိုမှာတူနာတို့စားတဲ့ငါးတစ်တာငါးเนาะအဲ့လိုမျိုးငါးတွေနောက်ငါးရဲ့အသေးတို့เนาะအမဲသားစားတတ်တဲ့လူဆိုရင်တော့အမဲသားရဲ့အသေးတွေပေါ့เนาะဆိုတော့ဒီလိုတွေမှာ vitamin D အများကြီးပါပါတယ်တချို့အစားအစာတွေကသူတို့ကိုယ်တိုင် vitamin D မပါပေမဲ့ဒီထုတ်ပိုးပြီးတော့เนาะပြင်ဆင်ထုတ်ပိုးတဲ့အချိန်မှာ vitamin D ထည့်ထားတာရှိတယ်เนาะဆိုတော့ almond milk เนาะအဲ့လိုမျိုးတွေနောက် cereal လို့ခေါ်တဲ့ဗာလဲကွေးကောက်เนาะကွေးကောက်တွေအဲ့ဒါတွေကစထုတ်ကြတဲ့ vitamin D တွေထည့်ထားတာရှိတယ်เนาะဒါမျိုးတွေစားလို့ရတယ်နောက် vitamin D ကနေအောင်ကြီးကနေရနိုင်တယ်အဲ့တော့နေပူစာလုံလို့ရတယ်အဲ့တော့နေပူစာလုံနေဆိုတဲ့အခါမှာလည်းမနက်10နာရီကနေညနေ3နာရီ4နာရီလောက်ထိနေဟိုတော့အရေပြားပေါ်ဟိုဓာတ်ရိုက်ကြတာမကောင်းပါဘူးဘာလို့ဆိုတော့ UV ray တွေအများများတယ်အဲ့တော့နေပူစာလုံနေဆိုတာ10နာရီမတိုင်ခင်ထွက်တဲ့နေကိုနေပူစာလုံရင်ကောင်းတယ်เนาะအဲ့ဆိုတော့နေအောင်ကြီးကခန္ဓာကိုယ်ရဲ့အရေပြားပေါ်ကျသွားပြီဆိုရင်ဒါ vitamin D ကချက်ပြီးသားဖြစ်တာပေါ့နော်အဲ့တော့အသားအရည်မှာအသားအရည်ညိုတဲ့လူတွေဒီ vitamin D ကိုပို့လိုပါတယ်နော်